အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ My Golden Pedagogy Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ဆွေးနွေးပေးသွားမှာကတော့ပြဿနာရဲ့အင်္ဂါရက်တွေကတစ်ခုဖြစ်တဲ့ဇက်ဆောင်ကြောင့်ပဲဖြစ်ပါတယ်မျက်နှာမရှိတဲ့လူကမသိတဲ့လူမျိုးဇက်ဆောင်မရှိတဲ့ပြဿနာကလည်းမသိတဲ့ပါဘူးပြဿနာအတွက်ဇက်ဆောင်ဆိုတာအဲ့လိုမျိုးရေးပါတယ်အင်္ဂါရက်ပါဇက်ဆောင်တွေရဲ့ဆဲကိုဆွေးနွေးတဲ့နေရာမှာရေးတဲ့ပြဿနာကိုပဲအဓိကအပြုပြီးအပိုင်း၃ပိုင်းခွဲကဆွေးနွေးသုံးသပ်သွားပါမယ်ပထမအပိုင်းကဇက်ဆောင်မျိုးစားတွေအကြောင်းဖြစ်ပြီးတော့ဒုတိယအပိုင်းကဇက်ဆောင်တွေကိုဘယ်လိုလေ့လာမလဲဆိုတာပါနောက်ဆုံးအပိုင်းကတော့ရေးတဲ့ပြဿနာမှာပါတဲ့ဇက်ဆောင်တူချင်းစီရဲ့ကံသုံးပါးမှုရာတွေကိုအကျဉ်းချုပ်လေ့လာသွားမှာပါရှင်းတစ်ခေါက်တုန်းကဇက်ဆောင်မျိုးစားတွေကိုလူသားဇက်ဆောင်နဲ့လူသားမဟုတ်တဲ့ဇက်ဆောင်တွေဆိုပြီးလွယ်လွယ်မှတ်လို့ရအောင်နှမျိုးခွဲပြခဲ့ပါတယ်။နောက်တစ်မျိုးအနေနဲ့လူသားဇက်ဆောင်တွေကိုတဘာဝဇက်ဆောင်လို့ခေါ်လို့ရပြီးတော့လူသားမဟုတ်တဲ့ဇက်ဆောင်တွေကိုတော့တဘာဝလူဇက်ဆောင်တွေလို့ခေါ်နိုင်ပါတယ်။ပြဿနာတစ်ပုဒ်မှာဇက်ဆောင်မျိုးစားတွေဘယ်လောက်များလူသားဇက်ဆောင်ကအဓိကဖြစ်ပါတယ်။လူသားမဟုတ်တဲ့ဇက်ဆောင်တွေကတော့လူသားဇက်ဆောင်တွေကိုအားဖြည့်ဖို့ဖန်တီးထားရုံပါပဲ။ရှင်းပြဆက်တွေမှာတွေ့ရတဲ့လူသားဇက်ဆောင်၄မျိုးရှိပါတယ်။အဲ့ဒါတွေကတော့ဖျားလောင်းဇက်ဆောင်၊နန်းတွင်းဇက်ဆောင်၊တတိယဇက်ဆောင်နဲ့ယထာဇက်ဆောင်တွေပဲဖြစ်ပါတယ်။အနည်းချုပ်အနေနဲ့မှတ်ချင်တော့မင်းဆိုရသာတတိယကြတွေနဲ့တာမန်ပြည်သူတွေလို့မှတ်လို့ရပါတယ်။ပြဿနာပေါ်ကသာညောင်ရန်ခေနဲ့ကုန်းမောင်ခေဝင်းကျင်အစားလုံးလောက်ကမင်းဆိုရသာတွေအပောင်ဝင်ဖြစ်တဲ့နန်းတွင်းဆက်ဆောင်တွေဟာပြဿနာမှာအများစားနေရာယူခဲ့ပါတယ်။ကုန်းမောင်ခေနောက်ပိုင်းနဲ့နောက်ပိုင်းခေတ်တွေမှာတော့တာမန်ရသားတွေလည်းနေရာရလာခဲ့ပါတယ်။ဒုတိယပိုင်းအနေနဲ့ကတော့ဇက်ဆောင်တွေကိုဘယ်လိုလေ့လာမလဲဆိုတာကိုဆွေးနွေးမှာပါ။ဇက်ဆောင်တွေကိုလေ့လာတဲ့နေရာမှာဇက်ဆောင်တွေရဲ့ကံသုံးပါးအမှုရာကိုအသေးစိတ်လေ့လာဖို့လိုအပ်ပါတယ်။အထူးသဖြင့်တော့ဇက်ဆောင်တွေရဲ့ပြုမှုလှုပ်ရှားမှုတွေကနေပေါ်လာတဲ့သူတို့ရဲ့စိတ်သဘောထားတွေကိုအဓိကထားလေ့လာရမှာပါ။ဒီနေရာမှာဆရာကြီးဦးတန်းထွန်းရဲ့လက်ညှိုးမှုလေးကိုဖော်ပြလိုပါတယ်။ဆရာကြီးကဘာပြောတော့ဆိုရင်ပြဿနာဆက်ဆောင်တို့ဤထူးထူးထွေထွေစမ်းပြကွဲပြားသောစိတ်ဓာတ်အမျိုးမျိုးကိုစာသင်သားတို့လေ့လာမှတ်သားရပြီမြည်တဲ့။ပယ်တင်သောစိတ်ဓာတ်မျိုးကိုပယ်၍အတူယူပွဲဖြစ်သောစိတ်ဓာတ်မျိုးကိုတုပရပြီမြည်တဲ့။တနည်းအားဖြင့်အကောင်းကိုလက်ခံ၍အဆိုးကိုပယ်ချရမည်ဖြစ်သည်လို့လက်ညွှန်ခဲ့ပါတယ်။နောက်တစ်ခုကဇက်ဆောင်တွေရဲ့ဖြစ်ပျက်လှုပ်ရှားမှုအလိုက်ပြဿနာမှာပါတဲ့ဇက်ဆောင်ဟာဘယ်လိုမျိုးစားလဲဆိုတာကိုလေ့လာမှာပါ။စာစုကဇက်ဆောင်ကိုလှုပ်ရှားတက်ကြွတဲ့ဇက်ဆောင်ဒါမှမဟုတ်လေးတွဲတဲ့ဇက်ဆောင်ဒါမှမဟုတ်တည်ငြိမ်တဲ့ဇက်ဆောင်ဒါမှမဟုတ်ပြောင်းလဲနေတဲ့ဇက်ဆောင်ဖြစ်ဖန်တီးထားလားဆိုတာကိုလေ့လာဖို့လိုအပ်ပါတယ်။ဒါမှသာသူ့ရဲ့လှုပ်ရှားမှုနဲ့ရှင်သွင်းနေတဲ့သူ့ရဲ့စိတ်တော်ရာကိုထိထိမိမိသုံးသပ်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးပိုင်းအနေနဲ့ကတော့ရေသည်ပြဆက်မှာပါတဲ့ဇက်ဆောင်တွေရဲ့ဆက်ကိုအချင်းယုံလေ့လာမှာဖြစ်ပါတယ်။အဓိကဇက်ဆောင်တစ်ယောက်ဖြစ်တဲ့ရေသည်ယောက်ျားရဲ့ပင်မဆင်းရဲစွာနဲ့ရေရောင်းစားတဲ့တာမန်ရသားဘဝပင်မဆင်းရဲပင်မဲ့လည်းဘဝကိုရောင်ရဲကျင်နေပြီးတော့မှပျော်ပျော်ရွှင်ရွှင်နေတဲ့တဘာဝသူ့ရဲ့ချင်းရွှဲစွာနဲ့ရထားတဲ့ဝေလူရေးကိုမျက်နှိုးတံမိုးထားတဲ့စိတ်ရေသမီးမနဲ့ဆုံတွေ့တဲ့အခါမှာလည်းစစ်မှန်တဲ့မြေတားတရားထားရှိခဲ့ပုံမမျော်လင့်မဲနဲ့အင်ရှင်မင်းရောက်ရှိခဲ့တဲ့သူ့ရဲ့နန်းနေသားဘဝအင်ရှင်မင်းဘဝမှာလည်းစိစိမ်ချမ်းသာကိုမယောင်ရဲနိုင်တော့ဘဲနဲ့ကျေးဇူးရှင်ကိုတတ်ဖို့ကြံမိတဲ့အထိပြောင်းလဲလာတဲ့သူ့ရဲ့ဇယိုက်နောက်ဆုံးမှာစိတ်စင်ရိုင်းကိုထိန်းချုပ်နိုင်ခဲ့ပြီးယတိရဟန်းပြုခဲ့တဲ့သူတော်ကောင်းစိတ်စတာတွေကိုသတိပြုပြီးတော့မှစင်ញင်စရာတွေအဖြစ်လေ့လာမှတ်သားဖို့လိုအပ်ပါတယ်ရေသမီးမကတော့မူလဆက်တော်မှာမထင်မရှားတာမန်ဆက်ဆောင်သူတာဖြစ်ခဲ့ပြီးမြဲရေသက်ပြတ်ဆက်မှာတော့သူဟာရေတယောက်ျားနဲ့အပြိုင်ဒီကားဆက်ဆောင်တူဖြစ်နေခဲ့ပါတယ်ရေသည်မိမရဲ့ရေသည်ယောက်ျားလိုပဲပင်မဆင်းရဲစွာနဲ့ရေအောင်စားရတဲ့တာမန်ရသားဘဝကိုရောင်ရဲကျင်တဲ့တက်တဲ့တဘာဝရေသည်ယောက်ျားနဲ့ဆုံတွေ့တဲ့အခါမှာလည်းစူးစမ်းမေးမြန်းပြီးမှစစ်မှန်တဲ့အိမ်တော်ဘက်ကိုရွေးချယ်ခဲ့ပုံမမျော်လင့်မဲနဲ့အင်ရှင်မင်းမိဖုရားအဖြစ်ရောက်ရှိခဲ့ရတဲ့သူ့ရဲ့နန်းနေသူဘဝအိမ်တော်ဘက်နဲ့အတူစိုးသူကောင်းဘက်ခံစားဆန္ဒလိုတဲ့စိတ်ဓာတ်နောက်ဆုံးအင်ရှင်မင်းရဟန်းပြုဖို့တောထက်တဲ့အခါမှာလည်းနန်းတွင်းမှာနေခဲ့ဖို့ပြောခဲ့ပေမဲ့ဒီကမှာခွဲမယ်ဆိုပြီးတော့မှရောင်နောက်စရုံးပါလိုက်ခဲ့တဲ့မင်းမြတ်တရဲ့ဇယိုက်စတာတွေကိုစူးစမ်းလေ့လာဖို့လိုအပ်ပါတယ်ဥဒျာမင်းကြီးကတော့ဖျားလောင်းဆက်ဆောင်ဖြစ်တဲ့နဲ့အညီအတုစရာကောင်းတဲ့မြင့်မြတ်တဲ့ဆက်ဆောင်တူဖြစ်ပါတယ်။မီးလောင်မြင်လို့ပူမြင်ထားတဲ့မွန်းတဲ့နေမှာပြေးလွှားနေတဲ့ရေတယောက်ျားကိုတနာကုနာတက်တဲ့သူ့ရဲ့စိတ်တိုင်းပြည်တဝက်ခွဲပေးတဲ့အထိကိုယ့်ရဲ့သူ့ရဲ့စီးစိမ်ဥစ္စာအပေါ်မှာတတ်မှတ်မှုကင်းတဲ့စိတ်သူ့ကိုတတ်ဖို့ကြံစီရအောင်တီးခံခွင့်လွှတ်နိုင်တဲ့သူ့ရဲ့စိတ်တီးခံခွင့်လျုံမကတိုင်းပြည်တစ်ခုလုံးပေးရတဲ့အထိတရားတရားထက်တဲ့စိတ်ဖျားစုပန်မယောက်ျားပြီးအသက်စီးစိမ်ကိုစွန့်ပြီးပါရမီဖြစ်လို့တဲ့ဇယိုက်စတာတွေကိုနှလုံးသားနဲ့ခံစားမိအောင်လေ့လာဖို့လိုအပ်ပါတယ်ရှေးပြဆက်တွေထဲမှာရောဥပုံညာရေးတဲ့ပြဆက်တွေထဲမှာရောရေးတဲ့ပြဆက်ဟာအထူးခြားဆုံးဖြစ်ပါတယ်။ဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင်တဘာဝလုံးဆက်ဆောင်နေမသုံးဘဲနဲ့မှာရေးတဲ့ယောက်ျားရေးတဲ့မိန်းမနဲ့ဥရိယာမင်းကြီးဆိုတဲ့လူသားဆက်ဆောင်သုံးဦးနဲ့ဆက်ဆောင်အယူသက်ကိုချစ်ချစ်လေးလေးဖန်တီးထားလို့ပါ။ရေးတဲ့ပြဆက်ဆက်ဆောင်တွေနဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားတာနှစ်ခုရှိပါတယ်။ပထမတစ်ခုကမူလဆက်တော်မှာဥရိယာမင်းကြီးကအဓိကဆက်ဆောင်ဖြစ်ပေမဲ့ရေးတဲ့ပြဆက်မှာတော့ရေးတဲ့ယောက်ျားကသာအဓိကဆက်ဆောင်ဖြစ်နေတာပါ။နောက်တစ်ခုကတော့ရေးတဲ့ယောက်ျားနဲ့ရေးတဲ့မိန်းမတွေကိုရတာဆက်ဆောင်အဖြစ်တစ်ပိုင်းနန်းတွင်းဆက်ဆောင်အဖြစ်တစ်ပိုင်းတွေ့ရခြင်းပဲဖြစ်ပါတယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုရင်ပြဿနာရဲ့ဆက်ဆောင်တွေကိုလေ့လာတဲ့နေရာမှာစာဆိုဟာဇက်ဆောင်ကိုဘလို့ဖန်တီးရွေးချယ်သားလဲဆိုတာနဲ့ဇက်ဆောင်တွေရဲ့ဇယိုက်တဘာဝကိုအသေးစိတ်လေ့လာရမှာဖြစ်ပါတယ်။ပြဿနာရဲ့ဇက်ဆောင်တွေကိုလေ့လာတဲ့အခါမှာဇက်ဆောင်တွေရဲ့အပြောအဆိုအမူအရာအကျင့်အကြံစိတ်နေစိတ်ထားဇယိုက်တဘာဝတွေကိုရှင်းရှင်းလင်းလင်းနဲ့အသေးစိတ်သိမြင်အောင်လေ့လာဖို့လိုအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။